คนละ500นะဟေးရဟမ်ဟုတ်ကြာဆို900ပေးရဖြစ်မယ်နော်1000ဆိုတယောက်900ဖြစ်မယ် ထိုးပါလေอ่ะ ငါစီမပြည့်နိုင်ဘူးကွာငါဒီထဲစကားမပြောတော့ဘူးရောဟုတ်နင်းနေတော့ပြေးကွာ900လောက်ပြေးကွာ เฮ้ยเป็นอะไรกันဘာမှမဖြစ်ဘူးဟဲ့ ชื่ออะไร နာမည်ဘယ်လိုခေါ်လဲ อุปูจิตาอลักกะ อุปยาแล้วก็ ရွာမှာဆောက်ချင်တယ်နော်ใช่แล้วခိုင်းမယ်ဆိုသူ့ပို့ခိုင်း မင်းဒီကိုရောက်လာ9ရက်ပဲရှိသေးတယ်နော်ငါတို့ရဲ့ဖိခင်အိမ်ဖိခင်ကဘယ်လိုလဲဆိုတော့ ဖွင့်ဟိုမှာဖွင့်အေးအဲ့လိုလေလောင်းအဖေလုံးမရဲ့အဲ့တော့ဟိုလိုလောင်းပါလို့ပြောထွီး อะไรวะเนี่ย ဘယ်တဖေး เฮ้ยแล้วไม่ทักกะเจ็ดจังเลย ဒါငါရဲ့တဖေးပဲ ဟုတ်လား အေး อันนี้ใครวะ ဟမ် อันนี้ใครอ่ะ ထိုင်းလို့ဘယ်လိုပြောလဲမင်္ဂလာပါမင်္ဂလာပါဘယ်လိုပြောလဲ မင်္ဂလာပါထိုင်းလို့မပြောတတ်ဘူးဟာစဝဒီခါလို့ပြောရတယ် สวัสดีจ้า โอ้สวัสดีครับสวัสดีครับโอ้ โอ้โหเขากินดิวฮะအလုံးလက်လျှောက်တာတဖေးနော်သူ့မှာ post pad တွေဆုံလားဆိုတာနည်းနည်းကြည့်လိုက်တော့ อ๋อมาสร้างงานอ๋อคนใหม่ใช่ไหม ဟုတ်တယ်တ เอา ဖေး วันรับมีทักกะเจ็ดจังเลยมึงบอกใช่ไหมโอเคมาดูให้หน่อยเอกสารดูให้หน่อยเช็ค ပြလိုက်မစ်ဆိုင်စာပိုင်းပြလိုက်ပြလိုက် ก็เอกสารโคว่ะ တတိခါပြော မင်းစာရွက်ကိုကြည့်မှာနော်မင်းရဲ့ရုပ်ရည်ချုံမောလှပမှုကြီးတော့မင်းစောက်ကြည့်ကောင်းမကောင်းဆိုသူကြည့်အောင်မှာ အဲ့မှာကြည့်လို့ရပါ အော်ရတာဗောမင်းကလည်း तू ကကြတော့ဟိုရုပ်ချောတာတွေဘာညာနမင်လှလားမလှလားသူကြည့်အောင်မှာနော် ก็เอกสารโคว่ะรับมีทักกะเจ็ดจังเลยชื่ออะไร နမည်ဘယ်လိုခေါ်လဲ ဥပူจิตาအလက်က ဥပ္ပယလက်က อะไรนะ ဥပ္ပယလက်က ဥပူจิตาအလက်က อุโพจิตาแล้วก็โอ้โหทำไมยังจังวะ မြန်မာလို့ပြီးရော အပီတာဗောမင်းငါနဲ့တည်နေဟောင်းမင်းကလည်းပြီးပါဗော อันนี้ก็รับมีทักกะเจ็ดจังเลย เฮ้ย นอกโกอันนี้ก็อุโพจิตาแล้วก็ ချာ ตายแล้ว စကားပြီးရနော် အပီအောင်မင်းငါနဲ့နေတယ်လေမင်း ใช่တော့ပြီဗော เอาทำงานได้แล้ว ဟမ် ทำงานได้แล้ว ပြောထားမယ် อะไรนะ ก็စောက်ချစ်တယ်ဟော อะไรนะ ရွာမှာစောက်ကြည့်ကောင်းတာမဟုတ်ဘူးခိုင်းမယ်ဆိုသူ့ပို့ခိုင်းပြီးတော့လုပ်ပေးပါခန့်လို့သူ့ကိုညာခိုင်းတယ်ရွာမှာဆိုမီးလုံးကြီးလိုက်ခိုးတဲ့ကောင်လေးကောင်ဘူးမပြေချက်တာ ไม่เป็นไรทำด้วยกรรมสิทำด้วยกรรมสิก็คงพามามึงกันไง ไม่ได้ดีกัน ทำด้วยกันสิคงพามามึงกันไง โอเค ไปทำงานได้แล้วนะอุโพจิตาแล้วก็ อ๋อမြို့တော့ခန်းလိုက်ပြီဟေး မင်းလည်းလောက်ပါပြီကွာ အေးတော့ဟိုမှာ ထိုင်းလို့ကျေးဇူးတင်ပါတယ်ဘယ်လိုပြောလဲဟမ်ထိုင်းလို့ကျေးဇူးတင်ပါတယ်ဘယ်လိုပြောလဲ ကဖုန်ခါ ဟောခါခုံးခါ အေးပိတိကောင်မဆိုလို့ပြောတာနော် โอ้ดีมาก เก่ เก่ ง ง มาม าก တော့ဟိုမှာပိုင်းတလောင်းတော့ไปตลอด ไปทำด้วยกันสิใหม่มึงสอนให้สิ ပြပြီးပြီလေတည်းရတယ် ไป တော့မြင်တော့ อันนี้อะไร အဲ့ဒီဝတ် ထုတ်အင်ဂျီ อ๋อเก็บไว้ดีๆเก็บไว้ดี โอเค ๆไปတော့မှာတော့ไปလေတော့ไปလေလောมาလောက်มาပြီးมาဖွင့်အေးအဲ့လိုလေလော ဒီလား ဖေလုံးပါရဲ့အဲ့လိုဟိုလိုလောင်းပါလို့ပြော